လာပါရှင်Ethan Live မှာကျူးဆိုပါတယ်ခဲရတဲ့ဟာလှီးပါမယ်တော့မကြက်သေးပါဘူးဘာလို့လဲဆိုတော့ခလေမှာသူကရှည်ခဲရတဲ့အတွက်ကြောင့်မလို့မကြက်သေးဘူးဒါမဲ့အဲ့ဒါလေးကိုတစ်ပိုင်းဒါကကြတော့နောက်နေ့စားဖို့အတွက်ထည့်ထားပါမယ်ညနေပဲတိုင်းလှုပ်စားရပါဖြစ်ပေါ့နော်ဒီကတည်းကလည်းထည့်ဖို့ပြီးရွက်လေးကြိုက်တယ်ဆိုတဲ့အတွက်ကြောင့်မလို့အရောင်လေးစုံအောင်ဗီတာမင်လေးဒါနဲ့ကုံစုံအောင်လို့အရောင်လေးစုံအောင်လို့ထည့်လိုက်ပါမယ်အမေရဲ့အဖေရဲ့ဒီမနေတော့မေတို့ဖေနေမကောင်းဘူးဆိုလို့ရှိရင်လည်းဒီစိုက်ပေးကြပါရှင်စုံလေးနဲ့ဒီမှာ pink sock လေးရှာလိုက်မယ်ကိုကတော့အခုကျမ်းမာရေးအရန်ကိုတိုက်စားနေလို့ဘွားမှာပြန်ကြောက်နေလို့pink sock လေးနဲ့ပဲဖြတ်ပါမယ်ပြီးသက်သားမှုတွေပါတယ်ထည့်လို့ရပါတယ်ဒီလူလေးတွေကိုဒီအမြုပ်တွေကိုဖယ်ပြီးတော့ခဏလေးထည့်လိုက်ပါမယ်အရာနဲ့ပြုတ်ချပြီးတော့ဒီလေးနဲ့ထည့်တော့ဒါလေးနဲ့ထည့်ပါမယ်ဒါဆိုရင်တော့တုံဆောင်လို့ရပါပြီရှင်စားကောင်းကြပါစေရှင်လည်းလုပ်စားကြည့်ပါနော်နောက်ဒီမှာလည်းပြန်တွေးကြပါမယ်ရှင်တတားပါ